ဘာမှာအများဆုံးကားတစ်စီးကတရုတ်ကထုတ်ထားတာဆိုတာတင်ရုံမဲ့ထင်လား2025ခုနှစ်မှာ BYD အဝယ်ရှိတယ်တရုတ်ကားကုမ္ပဏီရဲ့ luxury brand Yangwang က U9 Extreme ဆိုတဲ့အမည်နဲ့ကမ္ဘာအများဆုံးကားဖြစ်သွားပါပြီဒီကားကတအားဖင်ပြည့်တဲ့ electric super ကားဖြစ်ပြီးမော်တာလေးလုံးပါပါတယ် horsepower ရောတော့ပြီး2959 HP အထိရှိပါတယ်စမ်းသပ်စွမ်းအင်ပြသတဲ့အခါမြန်နှုန်း496.2 km/h 308 mph အထိရောက်ခဲ့ပြီးဒီသမိုင်းပင်မြန်နှုန်းကိုဂျာမနီနိုင်ငံပဲပန်းဘတ်ထရက်မှာရေမောင်းမဘက်ဆင်ကန်နဲ့စမ်းသပ်ခဲ့တာပါပြီးတော့ဒီကားကိုကမ္ဘာလုံးစာရနဲ့30စီးသာထုတ်မဲ့ limited edition ဖြစ်ပါတယ်အဲ့လိုမြန်တဲ့ကားတောင်တရုတ်ကထုတ်လာတာဆိုတော့တရုတ်ကားတွေကိုအနာဂတ်မှာဘယ်လောက်ကောင်းလာမလဲတင်ထင်တယ်လေcommentမှာပြောပါနော်